ခုပြပြမဲ့ပုံမြင်လေးကတော့ရေစင်တပတ်ရဲ့ဒုတိယအကြိမ်မြောက်ပင်လက်ခီးစဉ်ကြောင်းလေးဖြစ်ပါတယ်။ကုန်းစင်တပတ်တယောက်နောက်ရက်မနေ့မိုးလင်းတာနဲ့မနေ့ကအလဲသွားခဲ့တဲ့ရေစင်တပတ်ရဲ့အိမ်ကိုပင်လက်ခီးစဉ်ကြောင်းထပ်ပြီးနောက်ထောင်ပို့သွားခဲ့ပါတယ်။အချင်းရေစင်တပတ်ကပြပြငါစီကျူပြီးတော့သူ့ရဲ့အနာမှာထိုင်ခိုင်းထားပါတယ်။ပြီးတော့လေးလေးဆဆနဲ့စားကောင်းတောက်ဖွယ်တွေနဲ့အခန့်ကျူမိထားပါတယ်။နောက်ထပ်ရောက်လာတဲ့မိတ်ဆွေတွေကိုလည်းဖွဲရရအခန့်ကျူမိနေပါတယ်။အဲ့လိုနဲ့စားကြတောက်ကြနဲ့ပျော်ရွှင်ဖြစ်လာကြတဲ့အခါရေစင်တပတ်ကသူ့ရဲ့နေချိန်မြောက်ပင်လက်ခီးစဉ်အကြောင်းကိုစပြီးပြောပါတော့တယ်။9ရက်ပထမအချိန်ပင်လက်ခီးကပြန်လာပြီးအတော်ကြာလာတော့စိတ်ထဲမှာကဘာကြီးတစ်ခုလုံးကိုတွားရောက်လက်ပတ်ကြည့်ချင်လာကောပြီးတော့အယောင်းဝယ်တွေလုတ်ပြီးတော့စီးပွားရေးတွေလည်းထပ်ပြီးလုတ်ချင်လာပြန်ကောအဲ့လိုနဲ့ငါလည်းကုံတွေဝဲအထုပ်တွေပြင်းပြီးခီးထွက်ဖို့တင်မောစိတ်ကိုတွားခဲ့လိုက်တယ်။ငါရောက်သွားတဲ့အချိန်မှာတင်မောအစ်စ်တစင်ကိုရွက်လွတ်ဖို့ပြင်ဆင်နေကြတာကိုတွေ့ရကောငါလည်းအဲ့တင်မောအစ်စ်ကြီးနဲ့လိုက်ဖို့ဆုံးဖြတ်လိုက်တော့တာပေါ့ငါလူဘွားတို့ကုံတဲ့ဘော်တွေလည်းအများကြီးပါလာပါတယ်။အဲ့လိုနဲ့တင်မောထွက်ခဲ့ပြီးတော့အမျိုးမျိုးအကျွန်းကျွန်းကိုကပ်ပြီးတော့ပါလာတဲ့ကုံတွေရောင်းလိုက်အဲ့နေရာကကုံတွေပြန်ဝယ်လိုက်အခြားနေရာပြန်ရောက်လိုက်နဲ့အရန်ကိုစီးပွားဖြစ်နေကြတော့တာပေါ့အဲ့လိုနဲ့တနေ့တော့ငါတို့စီးလာတဲ့တင်မောဟာအရန်ကိုတိုက်ရတဲ့ကျွန်းကြီးကျွန်းကိုရောက်သွားတော့တပင်တွေကလည်းအုပ်ဆိုင်လိုကျင်းငယ်တန်လေးတွေနဲ့ချောင်းမြောင်းလေးတွေကလည်းရေကြီးရေတက်လေးတွေတတင်းစီးစင်းနေပါကောအဲ့လောက်တိုက်ရတဲ့ကျွန်းမှာလူတွေနေတာလုံးဝမတွေ့ရတာကတော့ငါတထူးဆက်နေပါတော့တယ်ငါတို့လည်းကျွန်းပေါ်မှာရှောက်ကြည့်ကြရင်တပင်သေးတွေအုပ်နေတဲ့အရေးကောင်းတဲ့ချောင်းကန်ပေးလေးနားမှာပါလာတဲ့စားစရာတွေကိုစားလိုက်ချောင်းရည်အေးအေးလေးတောက်လိုက်နဲ့အပန်းဖြေနေကြတာပေါ့စားတော့ပြီးတာနဲ့လေးလေးတဖြူဖြူနဲ့အိတ်ချင်လာကောအဲ့ဒါနဲ့ငါလဲချောင်းဘေးလေးနားမှာလဲပြီးခဏမေးနေလိုက်ပါကောအဲ့ရကနိုးလို့ကြည့်လိုက်တော့ငါဘေးမှာလူတွေလည်းမရှိကြဘူးတင်မောကတ်ထားတဲ့ဘက်သွားကြည့်တော့တင်မောလည်းမတွေ့ရတော့ဘူးသူတို့ငါ့ကိုမေ့ကြံခဲ့တော့တာပေါ့ငါလည်းလူတူမရှိတဲ့ကျွန်းကြီးမှာတယောက်ထက်ကြံခဲ့တော့အရန်ကိုထိတ်လန့်သွားတော့တာပေါ့ကိုဘာသာမျိုးမှာအေးအေးဆေးဆေးလေးစိစိမ်ခံနေအကောင်းသားကိုဒုက္ခကိုရှာမိတာပဲအရင်တစ်ခါကတော့အသက်ချမ်းသာရခဲ့ပေမဲ့ဒီတစ်ခါတော့ငါမှလွတ်လပ်မရှိတော့ဘူးလို့ဆိုပြီးတော့အော်ငိုလိုက်တော့တာပေါ့ငိုနေနဲ့ပဲစောက်ထီရမရဖြစ်နေရင်နဲ့ကြံရမရဖြစ်လာတဲ့နဲ့တပစ်အမြင့်ကြီးတပစ်မော်တက်လိုက်ပြီးတော့ကျိုးရဲ့ပပက်လေးကိုကြည်လိုက်တယ်အဲ့ဒီမှာဖြူဖြူလုံးလုံးကြီးတစ်လုံးကိုတွေးလိုက်ရကောအဲ့ဒါနဲ့အနီးကပ်သွားကြည့်လိုက်တဲ့ချိန်မှာအတော့ကိုကြီးမားတဲ့ကြောက်တုံးကြီးလိုအလုံးကြီးတစ်ခုဖြစ်နေတာပေါ့။ဘာကြီးမှလည်းတိချာမသိတာနဲ့အဲ့ဒီအလုံးကြီးကိုပတ်ကြည့်လိုက်တာငါခြေလန်းကြဲကြဲနဲ့ရှောက်တာတောင်မှခြေလန်း90တောင်ပတ်ရတယ်။ငါလည်းဆက်စုကြည့်နေတော့ပြုံးငနဲ့ဆိုနေကိုတိမ်တိုက်ကြီးဖုံးသွားပြီးတော့ချက်ချင်းကိုအမောင်ကျသွားပါကောမိုးရင်လည်းမဟုတ်မိုးရိပ်မိုးသားလည်းမရှိဘဲနဲ့ဘာလို့မောင်သွားပါလိမ့်လို့တွေးနေတော့တိချာကြည့်တော့မှအေယာမငတ်ကြီးဖြစ်နေပါကောအဲ့ကြမှာအရင်တော့ကြားဘူးတဲ့စင်ကြီးတွေကိုချီချီလာပြီးတော့တားပေါက်လေးတွေကိုကျွေးတဲ့ရူခါလို့ခေါ်တဲ့ငတ်ကြီးဖြစ်နေတာပေါ့ငါလည်းပါဇက်အဟောင်းသားနဲ့အရန်ကိုအံ့ဩနေတော့ငတ်ကြီးကငါနေတဲ့နေရာစီတက်တက်ပြန်လာပြီးစောနာကဖြူဖြူလုံးလုံးကြီးပေါ်ဝက်လိုက်ပါကောအဲ့ကြမှာအဲ့အလုံးဟာရူခငတ်ကြီးဖြစ်နေမှသိရတာပေါ့ငတ်ကြီးကသူ့ရဲ့ဥပေါ်မှာခြေထောက်နဲ့ချောင်းနောက်ဖြစ်ပြီးဝက်လိုက်တော့ငါလည်းချက်ချင်းအကြံတစ်ခုရသွားပါကောငါရဲ့ခေါင်းပေါင်းကိုချွတ်လိုက်ပြီးတော့ကျိုးလိုလိန်ကြည့်ပြီးတော့ငါရဲ့ခါနဲ့ငှက်ကြီးရဲ့ခြေထောက်ကိုတွဲပြီးခြိထားလိုက်တော့တယ်ဒီလိုလူမရှိတဲ့ကျုံးပေါ်မှာတယောက်တည်းနေရတာထက်ငှက်ကြီးပြန်နေစီလိုက်သွားတာကမှလူတွေရှိတဲ့နေရာကိုရောက်နိုင်အောင်မဲလို့တွေးရင်းနဲ့ရင်တထိတ်ထိတ်နဲ့စောင့်နေလိုက်တာမိုးလင်းသွားပါကောငှက်ကြီးကနေအောင်မြင်ရတာနဲ့အတန်ကြီးမြင်ပြီးပြန်တက်သွားတာငါမှတွဲလောင်းကြီးပါသွားပါကောသူကငါပါလာတာတိတောင်မသိနေပါဘူးကောင်းကင်မထိုးပြန်သွားလိုက်တာဆိုတာကောင်းကင်ထိပ်ကိုရောက်သွားသလိုပဲကြောက်စရာကောင်းလိုက်တာဆိုတာအောက်ကိုငုံကြည့်လိုက်တာဘာမှတော့မမြင်ရတော့ပါဘူးအဲ့လိုရင်တကြိမ်နဲ့ပါသွားတာငယ်ကြီးကတဖြည်းဖြည်းနဲ့မြေပေါ်ကိုနှိမ့်နှိမ့်ပြန်လာရင်းနဲ့တောင်ထိပ်တစ်ခုပေါ်ကိုနားလိုက်တယ်။အဲ့တော့ငါလည်းချက်ချင်းသူ့ချစ်တော်မှချိထားတဲ့ငါရဲ့ခေါင်းပေါင်းကိုဖြုတ်လိုက်ပြီးတော့တကြိုးတည်းလေးပြေးလိုက်ပါကောငါလည်းပြေးကောခဏနေတော့ငယ်ကြီးကအရန်ကိုကြီးမားလုံးနဲ့မွေကြီးတစ်ကောင်ကိုတုပ်ချပြီးပြန်သွားပါကောငါလည်းအကြမ်းမှတတိယသွားပြီးငါရောက်နေတဲ့နေရာကိုကြည့်မိတော့တယ်။တအားကိုကြောက်စရာကောင်းတဲ့ကြောက်ကမ်းပါကြီးတွေကိုပဲမြင်ရတဲ့တောင်ထိပ်ကြီးတစ်ခုပေါ်မှာရောက်နေတာကိုတီးလိုက်ရတဲ့ချိန်မှာငါထပ်ပြီးနောင်တရတော့ပြန်ကောငါတော့ဖြင့်တစ်ခါထပ်မပြန်ပြီဒီနေရာနဲ့ဆိုလို့ရှိရင်ဟိုလူမရှိတဲ့ကျုံကမှတော်အောင်မယ်အဲ့နေရာမှာဆိုလို့ရှိရင်တတိတွေဘာတွေရှာစားလို့ရသေးတယ်ဒီနေရာမှာဆိုလို့ရှိရင်ဘာအပင်မှလည်းမတွေ့ဘူးဘာမှလည်းရှာစားလို့ရမှာမဟုတ်ဘူးရေတောက်ဖို့ချောင်းနေမြောင်းနေလည်းမတွေ့နေရဘူးလို့အောင်းမေးပြီးတော့နောင်တရမိပြန်ကောအဲ့ဒါနဲ့ငါလည်းတနိုင်မအောင်လေအလားရှင်ကိုပဲအကိုရတော့မှာပဲလို့ဆိုပြီးတော့ကိုဟာကိုအတင်းမိနေရတယ်အဲ့လိုနေရင်နဲ့ရှောက်သွားကြည့်လိုက်တာတောင်ကြားတစ်ခုတည်းရောက်သွားပါကောအဲ့ဒီတောင်ကြားတစ်ခုလုံးကတခြားကြီးတော့မှစိန်တုံးစိန်ကဲကြီးတွေဖြစ်နေတာကိုတွေ့လိုက်ရတယ်ပြီးတော့အဲ့ဒီတောင်ကြားတွေထဲမှာပဲထန်းလုံးလောက်တုတ်တဲ့မွေကြီးတွေကလည်းအများကြီးရှိနေတာကိုတွေ့လိုက်ရတယ်အဲ့ဒါကိုတွေ့တာနဲ့
ငါမှကြောက်လွန်းလို့စာမန်းလောင်မတော့မသိတော့မနဲ့ကြက်သီးတွေဖြန်းကနေထလာတော့တယ်အဲ့ဒီမွေကြီးတွေကနေခင်းကြလို့ရှိရင်ရုခငကြီးတွေရဲ့ရန်ကိုကြောက်တဲ့တကြောင်မို့လုံခြုံတဲ့နေရာမှာပုံအိတ်နေကြပြီးတော့သူတို့ကညကြမှာအစာရှာထွက်ကြတယ်အဲ့ဒါနဲ့ငါလည်းငါရဲ့အန်ရီကိုငါမြင်လာပြီးတဲ့အချိန်မှာနေကလည်းတဖြည်းဖြည်းစောင်းလာတဲ့တကြောင်မို့လို့လုံခြုံအိတ်ရမယ့်နေရာကိုမြန်ရှာရတယ်အဲ့လိုရှာနေရင်နဲ့တောင်ကပရံမှာကြောက်ကူတေးလေးတစ်ခုကိုတွေးလိုက်ရတယ်အဲ့ဒါနဲ့ငါလည်းဒီတညတော့အသက်မသေးတော့ဘူးလို့အောက်မိပြီးတော့အဲ့ဒီဂူလေးထဲမှာပဲဝင်အိတ်လိုက်တယ်ဂူဝကိုတော့အနားမှာတွေ့တဲ့ကြောက်တုံးတစ်ခုနဲ့ပိတ်ထားလိုက်တယ်အဲ့လိုနဲ့ညကြတော့ဂူရဲ့အတွင်းဘက်ကိုလည်းလဲကြည့်လိုက်ရောမွေမာကြီးတကောင်ကသူ့ရဲ့ဥတွေပေါ်မှာဝစ်နေတာကိုတွေ့လိုက်ရပါကောအဲ့တော့ငါလည်းစောချွေတွေပြန်လာပြီးတော့အပြင်ကိုလည်းမထွက်ရဲအတာကလေးတညလုံးငြိမ်နေရတယ်ငါမှအသက်ရှူမိလားမရှူမိလားတော့မသိတော့ဘူးအဲ့လိုနဲ့တညာလုံးအိတ်လို့ကလည်းမရမနက်မိုးလင်းတာကိုပဲထိုင်ဆောင်နေတာနေရောင်လဲထွက်လာရောကြောက်တုံးကိုမြန်ဖယ်ပြီးတော့အပြင်ကိုပြေးထွက်ခဲ့လိုက်တော့တယ်မြေကြီးနဲ့ခြေတော့တောင်ထိမှန်းအောင်မသိတော့ပါဘူးအဲ့လိုနဲ့ပဲတောင်ကြားတဲ့လျှောက်လာတော့ပြုံးကနေဆိုကောင်းကင်ဘုံကနေပြီးတော့မှစိတ်သားလုံးကြီးတစ်လုံးပြုတ်ကျလာတော့ငါဖြင့်ကြောက်လွန်းလို့အသက်ဘက်ကထွက်ရမှန်းတောင်မသိတော့ဘူးနောက်တော့မှအဲ့ဒီတောင်ကစိန်နေကြောက်တွေကိုဘေးကနေများလို့ဘယ်သူကမှလာမရတဲ့တကြောင်မလို့ညံတုံးပြီးတော့စိတ်သားလုံးတွေကိုတောင်ပေါ်ကနေပြစ်ချကြတယ်အဲ့ဒီစိတ်သားလုံးတွေကိုစွန်နေကလာတုံးလို့စိတ်နှုံးကြောက်တုံးတွေကပ်ပါလာတဲ့အခါစွန်နေကိုမောင်းပစ်ပြီးတော့စိတ်တုံးကြောက်တုံးတွေကိုကောက်ယူကြတာကိုငါရဲ့ခရီးပေါ်ကြီးပြောပြတာကိုငါသတိရမိသွားတယ်အဲ့ဒါနဲ့ငါလည်းစိတ်သားလုံးကြီးကျသွားတဲ့စီကိုသားကြီးတော့ကြတော့တကယ်ပဲစိတ်နေကြောက်တွေကပ်နေတာကိုတွေးရကောအဲ့ဒါနဲ့ငါလည်းရသမျှစိတ်နေကြောက်တွေကိုခွာယူပြီးတော့ငါမှပါလာတဲ့အဝတ်တွေနဲ့ကြစ်နေအောင်ကိုထုတ်ထားလိုက်တယ်အဲ့လိုနေတုန်းမှာနောက်တဲ့စိတ်သားလုံးကြီးတစ်ခုထပ်ကြလာပြန်ကောအဲ့ဒါနဲ့ငါလည်းအကြံရသွားတာနဲ့စိတ်သားလုံးကြီးကိုကောက်ပြီးတော့ငါရဲ့ကိုယ်ပေါ်မှာတင်ထားပြီးတော့ငါကပက်လက်လန်ပြီးတော့အဲ့စိတ်သားလုံးကြီးကိုမြဲဖတ်ထားလိုက်တယ်ငါကအဲ့လိုလက်ဖတ်ထားပြီးတော့စွန်ကြီးတကောင်ကစိတ်သားလုံးကြီးကိုလာပြီးတုတ်သွားကောငါလည်းအဲ့စိတ်သားလုံးကြီးနဲ့အတူတူပါဝါကောအဲ့ဒီစွန်ကြီးကစိတ်သားလုံးကြီးကိုတောင်ထိပ်တစ်ခုပေါ်မှာချပြီးတော့ထိုးစိတ်စားမယ်လဲလို့ကောဘေးကနေပြီးတော့မှညာတန်ပေးပြီးတော့ဟဲ့စွန်လို့အနားမှာချောင်းပြီးစောင့်နေတဲ့လူတစ်ယောက်ကလှမ်းအော်လိုက်တယ်အဲ့တော့စွန်ကြီးကလန့်ပြီးပြန်ပြေးရောငါကလည်းစိတ်သားတို့အောက်ကထွက်လာပြီးတော့ပြန်နေလိုက်တယ်အဲ့ဒီလူကတော့ငါ့ကိုမြင်ပြီးတော့ကြောက်နေတယ်ပြီးတော့အဲ့ဒီလူကစိတ်သားလုံးကြီးနာသွားပြီးတော့စိန်နေမြန်းတွေ့မလားလို့လှန်လောရှာကြည့်တယ်ဘာစိန်ကိုမှလည်းမတွေ့ရတော့ဖြစ်မှဖြစ်ရလीနော်လို့អော်ပြီးတော့နီးနေတာကိုငါကြားလိုက်ရတဲ့ချိန်မှာသူ့ရဲ့အနားကိုသွားပြီးတော့စကားပြောဖို့လုပ်လိုက်တယ်အဲ့တော့သူကငါ့ကိုမေးတယ်တင်ဘသူလဲဘယ်လိုနည်းနဲ့ဒီကိုရောက်လာရတာလဲအဲ့တော့ငါကငါ့ကိုမကြောက်ပါနဲ့ငါကကုံတယ်တယောက်ပါငါဖြည်းဖြည်းခဲ့သမျှအရာတွေအကုန်လုံးတင်းကိုအကုန်ပြန်ပြောပြပါမယ်ပြီးလို့ရှိရင်တင်းတက်စားမကုန်တယ်လောက်တဲ့အဖိုးတန်တဲ့စိန်တွေကိုလည်းငါပေးပါမယ်ငါမှစိန်တွေအများကြီးပါခဲ့ပါတယ်ဒီလိုစိန်မျိုးတခြားဘယ်မှမရနိုင်ပါဘူးအဲ့လိုပြောလိုက်တော့ကြတော့အဲ့ဒီလူကဝမ်းသာအာရနဲ့ငါ့ကိုကျေးဇူးတင်ကြောင်းနေပြောတယ်အဲ့လိုသူနဲ့ငါနဲ့စကားတွေပြောနေတော့မှသူ့လိုပဲနောက်ထပ်တခြားလူတွေလည်းရောက်ကြလာရောအဲ့ဒါနဲ့ငါလည်းငါမှပါလာတဲ့စိန်လုံးတွေကိုသူတို့ကိုခွဲပေးလိုက်တယ်သူတို့ကလည်းဝမ်းသာကြလို့ငါအသက်ချမ်းသာရလာတဲ့အတွက်အလာဟုရှင်ကိုကျေးဇူးတင်ကြတယ်အဲ့ဒီနေညကငါတို့ကလုံခြုံတဲ့နေရာမှာတစုတဝေးတဲ့အိတ်ခဲကြပြီးတော့မနက်လင်းနာနဲ့တောင်စင်တောင်တန်းကြီးတွေကြော်ပြီးတော့အင်မတန်တာယာတဲ့ကျွန်းကြီးတစ်ကျွန်းကိုတွားကြတယ်အဲ့ဒီကျွန်းကြီးမှာကလူ200လောက်နားခိုလို့ရတဲ့အရန်ကိုအရိတ်ကောင်းတဲ့ပယုတ်ပင်အကြီးတွေရှိနေတာကိုတွေ့ရတယ်လူတွေကပယုတ်စီကိုလိုချင်တဲ့အခါမှာပယုတ်ပင်ကြီးတွေကိုတန်ချောင်းကြီးတွေနဲ့ထိုးဖောက်ပြီးတော့အောက်ကနေခွက်နဲ့ခံထားကြတယ်အဲ့အခါကျမှပယုတ်ပင်ကအစီထွက်လာပြီးတော့ခွက်ထဲရောက်လာတဲ့အခါမှာထင်းရှူးစီလိုမျိုးခဲပါတယ်ပယုတ်ပင်ကြီးတွေကအစီကိုထွက်ယူလိုက်တဲ့အခါမှာသူတို့ဟာတဖြည်းဖြည်းနဲ့တည်သွားပြီးတော့အဲ့တည်သွားတဲ့ပယုတ်ပင်အသားကိုထင်းလုပ်ပြီးတော့တုံးကြတယ်ပြီးတော့ကြတော့အဲ့ဒီဂျွန်ကြီးမှာငါတို့စီမှာနွားတွေမြင်းတွေရှိတယ်လို့မျိုးပဲကြန့်ဆိုတဲ့အကောင်ကြီးတွေလည်းရှိတယ်သူတို့ဟာတည့်ရတစ်ခတ်တွေကိုစားကြတယ်သူတို့ရဲ့ဂျိုကြီးတွေက10တောင်လောက်ရှိပြီးတော့ဥကောင်းရဲ့တဲ့မှာတချောင်းနဲ့ပေါက်နေတယ်အဲ့ဒီကြံကြီးတွေကတခါတလေစင်ကြီးတွေကိုသူတို့ရဲ့ဂျိုနဲ့ထိုးမိပြီးတော့ခေါင်းပေါ်မှာပါဝါကြတယ်သူတို့အဲ့လိုစင်ကြီးတွေသူတို့နဲ့ပါလာတာကိုသူတို့မသိနေကြဘူးသူတို့ဟာသူတို့တောထဲမှာရှောက်ပြီးအစာရှာစားနေကြတယ်စားနေနေနဲ့ပဲဥကောင်းကမှာပါလာတဲ့စင်သေးကြီးတွေကနေပူလို့စင်စီတွေပျော်ကျလာပြီးတော့ကြံ့ရဲ့မျက်စိတွေကိုဝင်လာတဲ့ခါမှာကြံကြီးတွေကမျက်စိကွယ်သွားပြီးတော့တေတဲ့အထိတခါတည်းဝစ်နေကြတဲ့အခါကျမှရုခငကြီးတွေကစင်သေးကောင်းရောကြံ့သေးကောင်းရောတုတ်ချီသွားပြီးတော့သူတို့သားငယ်သမီးတွေကိုကြွေးကြတယ်လို့လဲ
ငါရဲ့ခရီးသွားပေါ်တွေကပြောပြကြတယ်ပြီးတော့အဲ့ဒီဂျုံမှာရှိတဲ့ကျွဲတွေနားတွေကလည်းငါတို့စီကကျွဲတွေနားတွေလိုမျိုးမဟုတ်ဘူးတမျိုးကြီးသူတို့ပုံစံကြီးတွေကထူးထူးဆန်းဆန်းကြီးတွေဖြစ်နေတယ်အဲ့ဒီဂျုံမှာနေရင်းနဲ့ပဲငါလည်းငါစီမှာရှိတဲ့စိန်ကြီးကြောက်တွေကိုတချို့ကိုရွှေနဲ့တချို့ကိုငွေနဲ့ရောင်းနေပြီးတော့အဲ့ဒီဂျုံကထွက်တဲ့ကုန်တွေတစ်ခါတည်းပြန်ဝယ်ပြီးတော့ကုန်တယ်ဘော်တွေနဲ့တခြားမျိုးတွေကိုလဲရင်ပတ်ရင်ရှောက်ရောင်ပြန်နေအဲ့ဒါနဲ့နောက်ဆုံးကြတော့ငါကဘတ်တော်လာမြို့ကိုပြန်ရောက်လာတယ်ဘတ်တော်လာမြို့မှာ၄-၅ရက်နေပြီးတော့ငါတို့ပကရက်မြို့ကိုပြန်လာခဲ့လိုက်တယ်ငါပကရက်မြို့ကိုပြန်ရောက်လာတဲ့ခါမှာငါစီမှာစိန်နေကြောက်တွေကုန်နေအတပြားတွေအများကြီးပါလာခဲ့တယ်အဲ့ဒါနဲ့ငါလဲဆွေမျိုးတွေမိတ်ဆွေတွေကိုပေးကမ်းကျူးမွေးတာတွေလုပ်လိုက်တယ်ပြီးတော့ငါအစားကောင်းတောက်ကောင်းတွေအဝတ်ထဲကောင်းတွေဝတ်ပြီးတော့ပျော်ကြီးစီးစိမ်ခံပြီးတော့နေလိုက်တယ်ခရီးထွက်ခဲ့တော့ငါစင်ရဲခဲ့ရတဲ့အရာတွေကိုတောင်မှငါမမှတ်မိတော့ဘူးအဲ့ဒါလိုငါဟာစီးစိမ်ချမ်းသာနဲ့နေရတဲ့အခါမှာငါမိတ်ဆွေတွေအပေါင်းအသင်းတွေကငါစီကိုလှပြီးတော့ငါခရီးထွက်ခဲ့တော့ငါကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုမေးကြတယ်ပြီးတော့အခုလိုငါကောင်းကောင်းမွန်မွန်ပြန်ရောက်လာတဲ့အတွက်ဝမ်းသာကြောင်းလည်းပြောကြတယ်အခုပြောပြခဲ့တဲ့အကြောင်းအရာတွေအကုန်လုံးကငါရဲ့ဒုတိယအကြိမ်ပင်လယ်ခရီးထွက်ရင်းနဲ့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေအကုန်လုံးပဲဖြစ်ပါတယ်အလာဟုရှင်ခွင့်ပြုတော်မူလို့ရှိရင်မနေ့ပြန်ကြရင်တော့ငါရဲ့၃ချိန်မြောက်ပင်လယ်ခရီးစဉ်အကြောင်းကိုတင်တို့ကိုပြောပြပါအောင်မယ်လို့ရေစင်တစ်ပတ်ကပြောပါတဲ့ပြီးတော့သူကသူ့ရဲ့မိတ်ဆွေတွေနဲ့ကုန်းစင်တစ်ပတ်ကိုစားကောင်းတောက်ခွဲတွေနဲ့ထပ်ပြီးတော့အခန့်ကျင်းမွေးတဲ့အပြင်ရွှေတင်ကားပြားရည်တရားကိုပါလက်ဆောင်ပေးပြန်တဲ့အဲ့တော့ကုန်းစင်တစ်ပတ်တယောက်လဲရွှေတင်ကားပြားတွေယူပြီးတော့ဝမ်းပါအားရနဲ့သူ့ရဲ့အိမ်ကိုပြန်လာခဲ့ပါတဲ့အခုပြောပြခဲ့တဲ့ပုံမြင်ကြီးကတော့ရေစင်တစ်ပတ်ရဲ့ဒုတိယအကြိမ်မြောက်ပင်လယ်ခရီးစဉ်အကြောင်းလေးဖြစ်ပါတယ်